ဒီလူကဗန်မာတစ်ခုခုထူးဆန်းနေတာကိုတတိထားမိသွားတယ်ပိုက်ဆံထုတ်တဲ့သူတိုင်းဟာအနှုတ်ခံလိုက်ရတဲ့တဆင့်ကိုဂယုမဆိုင်ကြဘူးဆိုတာသူသိလိုက်တယ်ဒါကိုအခွင့်ကောင်းယူပြီးဝန်ဆောင်ခတွေကနေဒေါ်လာတန်ပေါင်းများစွာရှာဖို့သူကြံစီပါတော့တယ်သူကဗန်မာအောက်ခြေဝန်ထမ်းလေးဖြစ်ပေမဲ့သူလှုပ်တဲ့ဗန်မာဖောက်တဲ့တန်ပေါင်းများစွာရှိနေတယ်ဗန်ကနေတိုင်းဖောက်တဲ့တွေရဲ့အကောင့်တွေကနေဝန်ဆောင်ခတဆင့်စီဖြစ်တောက်နေတာပါတကယ်လို့အဲ့ဒီပိုက်ဆံတွေကိုသူ့ဘာသာသူယူလိုက်နိုင်ရင်တရက်တည်းနဲ့ဘီလီယံနာဖြစ်နိုင်ပြီးဘယ်သူမှလည်းဒါကိုရိပ်မိမှာမဟုတ်ဘူးလို့သူတွေးမိတယ်အဲ့ဒီညမှာပဲသူအိမ်ပြန်ပြီးဗန်ရဲ့ကွန်ပျူတာစနစ်ကိုဖတ်ဖို့စတင်စူးစမ်းပါတော့တယ်ကံကောင်းတာကသူကပရိုဂရမ်ရေးတက်တဲ့အတွက်ဒါဟာသူ့အတွက်မခက်ခဲလာပါဘူးသူတညလုံးအေးရေးပြက်ခံပြီး Trojan တစ်ခုကိုရေးသားက PDF ဖိုင်တစ်ခုထဲမှာထည့်သွင်းလိုက်တယ်ပြီးတော့အဲ့ဒီဖိုင်ကိုမန်နေဂျာစီပို့လိုက်ပါတယ်နောက်တစ်နေ့မှာတော့မန်နေဂျာကရုံးရောက်လာပြီးဘာမှမတင်တာပဲအဲ့ဒီဖိုင်ကို download ဆွဲလိုက်တယ်အဲ့ဒီဝန်ထမ်းဟာမန်နေဂျာရဲ့ကွန်ပျူတာကိုချက်ချင်းဟက်လိုက်ပြီးမန်နေဂျာနဲ့သူ့လက်ထောက်ကြားကချိုးဝက်ချက်ကိုတောင်ရှာဖွေတွေ့ရှိသွားတယ်ဒါပေမဲ့သူကဒါတွေကိုဂရုမစိုက်ပါဘူးသူ့လုပ်ပေါ်ပဲအာယုံစိုက်ပြီး2စက္ကန့်အတွင်းမှာပဲဗန်ရဲ့ကွန်ပျူတာအားလုံးကိုဟက်လိုက်တယ်ဒါပေမဲ့မကြခင်မှာပဲတခြားဝန်ထမ်းချို့ကတခုခုဖြစ်နေတာကိုသတိထားမိသွားကြတယ်သူတို့ကကွန်ပျူတာတွေချို့ယင်းနေတယ်လို့ထင်သွားကြပြီးအာယုံစိုက်နေချိန်မှာဒါဟာအဲ့ဒီဝန်ထမ်းရဲ့အကွက်ထဲကိုအတိအကျဝင်သွားတာပါလုံခြုံရေးရာရှိကစနစ်တစ်ခုလုံးကိုအသစ်ပြန်လုပ်လိုက်တဲ့အချိန်မှာသူဟာဗန်ရဲ့ password ကိုအလွယ်တကူရသွားတယ်အခုဆိုရင်သူဟာဗန်ရဲ့ server နဲ့ချိတ်ဆက်မိသွားပြီဖြစ်လို့တန်းနဲ့ချီတဲ့ဖောက်တီတွေရဲ့အကောင့်ထဲကနေတဆင့်စီကိုမြင်မြန်ဆန်ဆန်နှုတ်ယူလိုက်တယ်တမိနစ်အတွင်းမှာတင်သူဒေါ်လာ9500ရသွားပါတယ်သူ့ရဲ့ပျော်ရွှင်မှုတွေကမျက်နှာပေါ်မှာအတိုင်းသားပေါ်လွင်နေရဲ့အဲ့ဒီအချိန်မှာပဲရုတ်တရက်တကားခောက်တန်ကြားလိုက်ရတယ်အဲ့ဒါကသူ့ဖေစီကပိုက်ဆံချေးထားတဲ့လူတွေဖြစ်နေတယ်သူ့ဖေမှာပြန်ပေးစရာပိုက်ဆံမရှိလို့သူတို့ကသူ့စီလိုက်လာကြတာပါအဲ့ဒီတဆင်နှုတ်ခံရတာကိုခင်များတို့ကဂယူးဆိုင်မိမှာလားလူနှစ်ယောက်ကတကားကိုရချိုးတော့မယ့်ချိန်မှာပဲသူကသူ့ရဲ့ကွန်ပျူတာကိုဆွဲယူပြီးနောက်ဖေးတကားကနေတက္ကစီနဲ့ထွက်ပြေးသွားတယ်ဒါပေမဲ့ကားကတိတ်မဝေးသေးခင်မှာပဲလူမိုက်တွေကပြန်လိုက်မိသွားတယ်ဒီနေ့ပိုက်ဆံပေးနိုင်ရင်သူတေမာတေချာနေပြီလေအွန်လိုင်းကနေပိုက်ဆံလွှဲရင်လည်းအဖမ်းခံရနိုင်တဲ့အနေရှိနေပြီး ATM ကလည်းဒေါ်လာ1000ထပ်ပို့ထုတ်လို့မရပါဘူးဒီပြဿနာတွေကိုရှောင်ရှားဖို့အတွက်သူကအတုံးမပြူတော့တဲ့ကုမ္ပဏီကောင်းတစ်ခုကိုတုံးပြီးသူဟာဝန်ထမ်းတစ်ယောက်ဖြစ်ကြောင်းအရေးပေါ်ပိုက်ဆံလိုနေကြောင်းဗန်မန်နေဂျာစီစာရေးလိုက်တယ်မန်နေဂျာကသူ့စီတကယ်ပဲဖုန်းဆက်လာတယ်သူနဲ့ပမာဏကိုအတီးပြုပြီးနောက်မှာတော့မန်နေဂျာကငွေသားတွေကိုစတင်ပြင်ဆင်ပေးတယ်သူကတီတီငိမ့်ငိမ့်နဲ့ဗန်ထဲကိုလမ်းလျှောက်ဝင်သွားတယ်မန်နေဂျာကငွေသားတွေကိုအစင်တင်ပြင်ထားပေးပေမဲ့မမျှော်လင့်ပဲမှတ်ပုံတင်ပြဖို့တောင်းဆိုလိုက်တယ်သူ့မှာအထောက်ထားဘာမှမရှိပေမဲ့ကြိုတင်ပြီးတပ်ပုံတူတစ်ခုလုပ်ထားခဲ့တယ်သူ့ရဲ့ဝန်ထမ်းကတ်ကိုမြင်တဲ့အခါမန်နေဂျာကဘာမူရာမှမပြပဲအကြာကြီးစစ်ဆေးနေတယ်သူဖမ်းခံရတော့မယ်လို့ထင်နေချိန်မှာကံကောင်းထောက်မစွာနဲ့ပဲလိန်လို့အောင်မြင်သွားပါတယ်သူလူယူထားတဲ့ပိုက်ဆံတွေကိုရသွားပြီဖြစ်ပေမဲ့နှစ်လမ်းလောက်ပဲလမ်းရသေးခင်မန်နေဂျာကသူ့ကိုပြန်ခေါ်လိုက်ပြန်တယ်သူချက်ချင်းထိတ်လန့်သွားပြီးငါ့ကိုရိပ်မိသွားပြီလားလို့တွေးမိတယ်သူတုံရင်ရင်နဲ့လှည့်ကြည့်လိုက်တဲ့အခါမန်နေဂျာကပိုက်ဆံတွေကိုသူ့ရှေ့မှာပဲပြန်ရည်တွက်စေခြင်းလို့ဖြစ်နေတယ်လူတိုင်းဟာပိုက်ဆံထုတ်ပြီးရင်ပြန်ရည်တွက်တဲ့အလေးချင်းရှိကြလို့ပါသူအတော်လေးစိတ်အေးသွားတယ်ဘန်ကတော့ဘသူ့ပုံမှမလိမ်ဘူးလို့သူယုံကြည်ကြောင်းပြောပြီးမြင်မြန်ဆန်ဆန်ပဲထွက်လာခဲ့တယ်ဒီအချိန်မှာလူမိုက်တွေကလိုက်လာကြပြီလေသူကကားပြင်ကအတွက်ပိုက်ဆံချို့ကိုထုတ်ပေးလိုက်ပြီးကျန်နာတွေကိုတော့လူမိုက်ခေါင်းဆောင်စီပြန်ပေးလိုက်တယ်လူမိုက်နှစ်ယောက်ကျင်းနေပြီးထွက်သွားတာကိုမြင်တော့မှသူစိတ်သက်သာရသွားတယ်ဒါပေမဲ့နောက်တစ်နေ့ကုမ္ပဏီမှာအလုပ်ပြန်ဆင်းတဲ့အခါဘန်ဥက္ကဋ္ဌအသက်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုသူကြားလိုက်ရတယ်သူတုံလှုပ်သွားပါတယ်သူဘာမှမစင်စားရသေးခင်မှာပဲဘန်လုံကြုံရေးရာရှိကအဆောက်အဦတစ်ခုလုံးကိုပိတ်လိုက်ပြီးရဲတွေလာနေပြီလို့ပြောလိုက်တယ်စုံစမ်းစစ်ဆေးမှုမပြီးမချင်းဘယ်သူမှအပြင်ထွက်ခွင့်မရှိပါဘူးဥက္ကဋ္ဌတေဆုံးမှုကသူနဲ့မဆိုင်တာသူသိပါတယ်ဒါပေမဲ့ရဲတွေလာစစ်ရင်သူ့ကွန်ပျူတာကိုတေချာပေါက်စစ်ဆေးကြမှာပါသူတို့အဲ့ဒီ email ကိုမြင်သွားရင်စာပါထဲမှာ Trojan ရှိနေတာကိုချက်ချင်းသိသွားပါလိမ့်မယ်သူ့ရဲ့ခိုးမှုကပေါ်သွားတော့မှာပါဒါပေမဲ့သူ့ရဲ့လက်တော့ကအိမ်မှာကြံခဲ့ပြီးသူကအဝေးကနေလည်းထိန်းချုပ်လို့မရပါဘူးသူကအဆောက်အဦကိုစိုးရိမ်တကြီးနဲ့ကြီးလိုက်တယ်အခု Trojan ကိုဖျက်ချင်ရင်သူလေးလွာကစာပါခန်းကိုတွားရပါမယ်ဒါပေမဲ့အဲ့ဒီကိုတွားတဲ့တက်လေကားကလက်ပွေစနစ်နဲ့ပဲရပါတယ်စာပါခန်းနဲ့ဝင်ဖို့ဆိုရင်ပုံမြင့်နဲ့အစိမ့်မြင့်စီမံခန့်ခွဲသူရဲ့အထောက်ထားလိုအပ်ပါတယ်သူကအောက်ခြေစရေးလေးရဲ့ဖြစ်လို့ဝင်ခွင့်မရှိပါဘူးသူကရေချိုးခန်းထဲမှာကြောက်ကြောက်လန့်လန့်နဲ့ပုံနေတယ်ငါတော့သွားပြီလို့တွေးနေချိန်မှာပဲရုတ်တရက်မန်နေဂျာတယောက်ကရေချိုးခန်းထဲကိုပြေးဝင်လာတယ်မန်နေဂျာရဲ့လွယ်အိတ်ထဲကဖုန်းကိုမြင်လိုက်တဲ့အခါသူ့မှာရဲရင်နဲ့အကြံတစ်ခုရသွားတယ်သူကမန်နေဂျာရဲ့ဖုန်းကိုချက်ချင်းဆွဲယူပြီးစကားတခုမှမပြောရဲဖုန်းဆက်ခရံဘောကမမကွဲကိုခွာယူလိုက်တယ်အဲ့ဒီဘောကလက်ပွေရဟာသူဝင်နိုင်ဖို့အတွက်တောချက်ပဲဖြစ်ပါတယ်တခြားသူတွေတတိမထားမိအောင်သူကတန်ရှင်းရေးဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီးတက်လေကားတွေကိုရဲရဲဝံ့ဝံ့ဝင်သွားတယ်ပြီးတော့မမကွဲပြားလေးကိုတုံးပြီးတက်လေကားကိုအောင်မြင်စွာဖွင့်လိုက်တယ်ဒါပေမဲ့စာပါခန်းထဲမဝင်ခင်မှာနောက်ထပ်အရေးကြီးတဲ့အလုပ်တစ်ခုကြံပါသေးတယ်သူကအဲ့ဒီမမကွဲပြားလေးကိုလည်းတုံးပြီးမန်နေဂျာရုံးခန်းထဲကိုခိုးဝင်သွားတယ်ပထမဆုံးအနေနဲ့သူတက်လေကားတုံးခဲ့တာကိုဘယ်သူမှမသိအောင်ဒီနေ့ရဲ့ CCTV မှတ်တမ်းတွေကိုဖျက်လိုက်တယ်စာပါခန်းထဲဝင်တာကိုလည်းမှတ်တမ်းမတင်နိုင်အောင်စောင့်ကြည့်ရေးစနစ်ရဲ့အစိတ်ပိုင်းတွေကိုအစိမ့်မြင့်တင်ဖို့လုပ်လိုက်တယ်စာပါက15မိနစ်ကြာအသစ်ဖြစ်နေမှာဖြစ်ပြီးအဲ့ဒီအချိန်အတွင်းမှာသူ Trojan ကိုရှင်းထုတ်ရပါမယ်နောက်ဆုံးအနေနဲ့သူဝင်ခွင့်ရဖို့အတွက်အထောက်ထားတူတစ်ခုကိုဖန်တီးလိုက်တယ်ဝင်ခွင့်ရှိတဲ့သူတွေကကံမကောင်းတဲ့လူတစ်ယောက်ကိုရေးပြီးသူ့ရဲ့ဝန်ထမ်းကတ်ကိုအောင်မြင်စွာ print ထုတ်လိုက်တယ်ဒီကတ်ကိုတုံးပြီးသူတက်လေကားပြန်စီးကစာပါခန်းထဲကိုနောက်ဆုံးမှရောက်သွားပါတော့တယ်အခုသူ့မှာ9မိနစ်ပဲအချိန်ကျန်ပါတော့တယ်သူစာပါကိုမြန်ရှာပြီး Trojan ကိုဖျက်ပစ်ရပါမယ်တစ်ဖက်မှာလည်း CCTV စနစ် escalate ဖြစ်နေတာကလုံခြုံရေးဝန်ထမ်းတွေရဲ့အာယုံစိုက်မှုကိုရသွားတယ်ဒါကပုံမှန်လှုပ်ထုံးလုပ်နေဆိုပေမဲ့ညာတော့အဖြစ်အလုပ်စင်းချိန်မှပဲလုပ်လို့ရှိတာပါ
တစုံတစ်ယောက်ကလက်စော့နေပြီလို့ကြီးကြပ်ရေးမှူးကထင်သွားတယ်သူတို့ဇဝေဇဝါဖြစ်နေတော့မှပဲသူတို့ဖုန်းတွေထဲကို message တစ်ခုရောက်လာတယ်အဲ့ဒါကသူအတုလုပ်ထားတဲ့ဝန်ထမ်းကရဲ့ပိုင်ရှင်ဟာစာပါခန်းထဲဝင်သွားတယ်ဆိုတဲ့အကြောင်းကြားစာပါဒါပေမဲ့အဲ့ဒီဝန်ထမ်းကသူတို့ရှေ့မှာတင်ရှိနေတာလေအဲ့ဒီအချိန်မှာပဲသူကစာပါကိုရှာတွေ့သွားတယ်ဒါပေမဲ့ Trojan ကိုဖျက်ဖို့အချိန်ယူရအောင်မှဖြစ်ပြီးကြီးကြပ်ရေးမှူးကလည်းလာနေပြီဖြစ်ပါတယ်သူက program ဖြတ်နေတဲ့ progress bar ကိုစိုးရိမ်တကြီးနဲ့ကြည့်နေတယ်ကြီးကြပ်ရေးမှူးကလည်းတခုခုမားနေပြီဆိုတာကိုရိပ်မိနေပုံပါပဲဒါပေမဲ့သူတင်နဲ့ထုတ်ပြီးဝင်လာတဲ့အချိန်မှာတော့အဲ့ဒီနေရာဟာလုံးဝအလွတ်ကြီးဖြစ်နေတာကိုပဲတွေ့လိုက်ရပါတယ်